အားလုံးမင်္ဂလာပါကျွန်တော်တူဒီဇွာနေ channel ကနေပြန်လဲကြိုဆိုပါတယ်ကျွန်တော်ရဲ့ channel လေးကိုဝင်ကြည့်တဲ့ကိုမတွေအားလုံးလက်မလေးနေပြီးအားပေးကြပါလို့မေတ္တာရက်ခံပါတယ်ဒီညနေကထက်ရ90ထက်6ခုရှိ1နှစ်3နဲ့ကလို့လေရတယ်ငါ3ညချင်းထိုင်ကီယာနေလေးရှိတော့ရှိသေးတယ်မင်္ဂလာပါနေ့ကဗျာပြန်ချမ်းနဲ့ပြန်ထွက်သွားတာဗောနော်မနေ့ကဒါမနေ့ကကျွန်တော်တို့လွယ်သွားပါတယ်တော့လွယ်ရင်လွယ်တယ်လို့တော့ပြောတယ်နော်မှန်တဲ့ခါလဲမှန်တယ်ဗောနော်ဒါပေမဲ့ဒီနေ့အင်ကနေရတော့ရှယ်ပဲနေရစလုံးကတော့ရှယ်ရွက်တည်မိတာဒါပေမဲ့ကြံရက်တွေလည်းအကောင်းဆုံးကြိုးစားပေးပါမယ်ဒါပေမဲ့မနေ့ကဗျာဒါပေမဲ့ဒီနေ့တနေ့ကို890ထိတ်ကြီးတော့ရှိရဗျာဒီနေ့တနေ့ကုန်ပေါ့ဒါပေမဲ့တနေ့ကုန်မနေ့ကတော့မထွက်သေးဘူးဆိုတော့ဒီညနေတော့ဒါပေမဲ့ရှိရတော့နည်းနည်းသူများတဲ့အားကောင်းတယ်လို့ကျွန်တော်ကတော့ကြိုက်တယ်ပေါ့6ခု1နှစ်3နဲ့အဲ့လိုမျိုးကမယ်ဆိုလဲကလို့လေရတာပေါ့နော်ဒါမှမဟုတ်ကိုမတို့ဆီကလုံးမရှိတယ်ဆိုရင်ကမယ်ဆိုလဲကလို့ရတာပေါ့ဒါပေမဲ့890ထိတ်ရတော့တနေ့ကုန်တာဆိုတော့ဒါပေမဲ့မနေ့ကတော့ခွန်89ထိတ်ပေါ့နော်နောက်6ခွန်ရှိထိတ်တင်ပြောပြမယ်နော်အကုန်လုံးတည်တည်ချာလေးလည်းသိရအောင်ထိုင်ကီကနိလေးရှိထိုင်ကီရနိလေးရှိထိုင်ကီထိတ်ရ890ထိတ်6ခု1နှစ်6ခု1နှစ်3အဲ့ဒီကောင်နဲ့အဲ့လီလုံးနဲ့ကမယ်ဆိုလဲကလို့ရတယ်ဝန်ချင်းက93ညဝန်ချင်းတနေ့ကိုဝန်ချင်းက93ညဝန်ချင်းဒါပေမဲ့အာနေရတော့3ညအာနေတဲ့ဒီညနေရတော့ဒါပေမဲ့တော့အာနေတွေပါဒီကြောက်လဲကျွန်တော်ကpopular ရတတ်ပြရတာဆိုတော့ငွေနဲ့ပဲတတ်သိချင်တယ်ဘုန်းတော်ကျွန်တော်သဘောဆိုရင်တော့အလုံးမင်္ဂလာပါလို့နှုတ်ခွန်းဆက်ပါတယ်အကုန်လုံးအဆင်ပြေကြပါစေဗျာဒီညနေလဲအောင်မြင်ကြပါစေလို့ဆုတောင်းပေးပါတယ်ကျွန်တော်ရဲ့ channel လေးကိုအားပေးတဲ့ကိုမတွေအားလုံးလဲ subscribe တွေနှိပ်ပြီးတော့အားပေးကြပါလို့မေတ္တာရက်ခံပါတယ်ဒီလောက်ဆိုရင်တော့နားလဲမှာပေါ့နော်ကျွန်တော် live လေးကိုနားအောင်ပါ